50,000อันนี้แสนหนึ่งอันนี้แสน40,000อันนี้ครึ่งโลอันนี้โล280,000 180,000อ๋อ280,000 ว่ะมาซื้อ ให้คือเนาะนี่ มาซื้อก็เอากันแน่แสนนึง แสน ไปใจไปเขา แสน ถ้าได้แสนก็เอา อันนั้นสัก50,000 ไม่ทำ เอา50,000ก็เย่าที่นี่ 50,000เดียวอ่ะอันนี้เป็นอันนั้นน่ะลืมละ มีเราเอาบัญชีแล้วก็มันมีคำเดียวใช่ไหมอ่ะ ไว้มันกระแสนี้ไว้กำเดียว อ๋อโอเคအားလုံးပဲမင်္ဂလာပါ Welcome back to my channels မိုင်စွန်ခါအခုကတော့ရှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ရောက်နေတာပါကျွန်တော်မိုင်းရန်ကနေကျိုင်းတုံမြို့ကိုရောက်နေပါပြီခင်ဗျအခုကတော့ကျိုင်းတုံမြို့မှာကျွန်တော်အချိန်က24 hour 24နာရီပဲရပါတယ်အဲ့24နာရီအတွင်းမှာကျွန်တော်ဘယ်နေရာနေတွားလဲဘာတင်စားလဲဘာတင်လုပ်တယ်လဲဆိုတဲ့ဟာကိုအကုန်တူတူလိုက်ကြည့်ပေးကြပါအောင်နော်ရိုးတရားမဟုတ်ပါနဲ့ဟာပေါင်းလာအချိန်ကတရက်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျိုင်းတုံရဲ့နေရာအစုံကိုတော့တွားတော့ဖြစ်နိုင်ဘူးတို့ရောညာလေဒီဗီဒီယိုလေးတွေကအချိန်နည်းနည်းလေးပဲနဲ့ကျိုင်းတုံရောက်လာတဲ့လူတွေအတွက်ကတော့ဘာလုပ်ရမလဲဆိုတဲ့ idea လေးကိုပေးနိုင်မယ်ထင်ပါတယ်မနက်စောစောနိုးလာပြီဆိုရင်လောက်တင်တာကတော့ကျိုင်းတုံရဲ့မြို့မဆေးတွေကိုတွားဖြစ်အောင်တွားပါအခုကျွန်တော်နဲ့အတူတူဆေးပတ်ပါမယ်ဆေးထဲမှာဘာရင်ရောင်းလဲဘာရင်စားစရာရင်ရှိလဲရှမ်းရဲ့စားစာရင်ဘာရှိလဲဆိုရအတူတူတွားကြမယ်နော်အချိန်နည်းနည်းပဲရှိတဲ့လူတွေအတွက်ကတော့ဟိုတယ်မှာစားဖို့တော့ကျွန်တော် recommend မပေးပါဘူးဖြစ်နိုင်လို့ရှိရင်အပြင်မှာရောင်းတဲ့ဆိုင်တွေမှာပတ်စားကြည့်ပါအကောင်းဆုံးကတော့ဈေးတွေမှာဆိုင်တွေအများကြီးရှိရတဲ့ကြောင့်မလို့ဈေးတွေမှာလာပြီးတော့ကျိုင်းတုံရဲ့စားစာလေးကိုမြည်စမ်းကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်အခုကျွန်တော်ရောက်နေတဲ့ဆိုင်ကတော့ခောက်ဆွဲဆိုင်ဖြစ်ပါတယ်ဒီမှာကတော့အမဲလုံးခောက်ဆွဲရင်ရတယ်ဝတ်သားလုံးရမယ်အခုကတော့ကျွန်တော်ကအမဲလုံးခောက်ဆွဲစားပါတယ်ဂျုံနဲ့စားပါတယ်အရည်လေးရတယ်အတုပ်လေးရတယ်စီချက်လေးရပါတယ်အရန်စားကောင်းပါခင်ဗျဆိုတော့ဒီတန်းလုံးကတော့ခောက်ဆွဲရင်ရောင်းတဲ့အတန်းနဲ့ဖြစ်ပါတယ်အဲ့ဒါလာစားလို့ရရင်เนาะအခုကျွန်တော်ဆက်ပြီးတော့ပတ်ပါမယ်ဘေးပီတီမှာရှမ်းဝတ်စားတွေရှမ်းပိတ်စားတွေရှမ်းထမိန်တွေရှမ်းလွယ်အိတ်တွေရှမ်းရိုးရာပစ္စည်းတွေအများကြီးရောင်းပါတယ်စိုက်တဲ့ဟာရွေးဝယ်လို့ရပါတယ်လက်ဆောင်ပစ္စည်းနေနေလေးဝယ်သွားလို့လည်းရပါတယ်ခင်ဗျာဈေးတွေကတော့သူ့ quality ပေါ်မှာမူတည်ပြီးတော့အစားစားရှိပါတယ်မြေစာဥလေးပြေစာဥလေးကိုရောင်းနေရတွေ့ရပါတယ်ဒီဟာလေးကအစိမ်းပေါ့နော်ဒါလေးကအစိမ်းပြုတ်ထားပြီးသားဟာလေးရှိတယ်ပြီးလို့ရှင်ပေါင်းပြီးလို့ရှင်အစိမ်းလေးရှိတယ်အရာစိမ်းထားပြီးသားဟာလေးရှိတယ်ကြိုက်တာဝယ်လို့ရပါတယ်ခင်ဗျာပန်းတယ်နော်ဒါကတော့ရှန်ခေါ်ပုတ်ဖြစ်ပါတယ်အခုဈေးကအရင်ပတ်မှာဆို၄မှာဖြစ်တဲ့ကြောင့်မဝယ်သေးဘူးပြန်ခါနေကြမှာကျွန်တော်ထပ်လာဝယ်မယ်နော်กำปองมากอยู่เนาะนัดเนาะเอาบัญชีแล้วก็มันมีคำเดียวใช่ไหมอ่ะไว้มันกระแสนี้ไว้กำเดียวอ๋อโอเคဒီဟာလေးကတော့အထဲမှာနန်းနဲ့ကြံတကာနဲ့ပါပြီးသားမလို့အကြတာပါပြီးသားပေါ့နော်ဒီတိုင်းကင်စားရုံပဲပေါ့နော်အရင်ကောင်းတယ်ဒါကတော့ကောင်းရင်ကြီးတော့ဖြစ်ပါတယ်ခင်ဗျဝယ်ချင်တာစားချင်တာတော့အများကြီးပဲနောက်တစ်ခုကကြောင့်မဖြစ်မနေလေးလာတဲ့နာဝါပူပေါ့နော်စားရည်တွေကြိုက်တယ်ဆိုရင်တော့ဝယ်တင်ပါတယ်ဆေးကတော့ခေါင်းခိုက်နေရပဲပေါ့နော်တကီလိုက3,800ပါတဲ့ဒီဟာလေးက3,000တန်ထုတ်ပါဒါလေးကတော့9,000တန်ထုတ်ဖြစ်ပါတယ်ခင်ဗျာဆေးကတော့အရန်များပါတယ်ကြိုက်တဲ့လူကတော့ဝယ်စားတာပေါ့နော်ဒီရုပ်ကပြန်ရအောင်ဆက်မနေ့ပြန်ကဲဒါလေးကတော့ဘာ6ပါစားရည်ကြိုက်တယ်ဆိုရင်တော့ဝယ်လို့ရပါတယ်เนาะကြိုက်တုံစီတယောက်လို့ရှိရင်
ปลาอันนี้ อันนี้หาเฮงอันนี้มือนึง ငါးရီခွန် งาเยคนคูไว้ยังไง โคเอาดอกทิ้งแก อ๋อ တစ်ထုပ်ကို1000တဲ့ อินดีค่ะไรอยู่ အဝါဘုံ9000တန်ထုတ်တစ်ထုပ်ဝယ်လိုက်တယ်နော်ဆိုတော့စီးရင်မှာတော့တိတိဝက်လန်နေလည်းအများကြီးပါပဲခင်ဗျာယူဒီယာနေလာတဲ့ပစ္စည်းရင်ရှိတယ်လို့တရုတ်ပြည်ကနေဝင်နေပစ္စည်းရင်လည်းအများကြီးရှိပါတယ်လက်လက်ဆက်ဆက်တိတိဝက်လန်နေစားစရာတွေအများကြီးပါခင်ဗျ เสร็จแล้วนะโอเคตีตั้งไรตั้งอ๋อมังเคเกนเนาะอ๋อนี่ก็อันหวยเนี่ยนะอ๋อชุดขาวอันเนี้ยเป็นหวยนี่กำก็มาซื้อยาวเอ้ အဲ့တော့စီးရင်မှာတော့မနက်ပိုင်းဆိုရင်ဒီလိုပဲအရန်စီကားပါတယ် ตั้งแพ็คซุปเนาะ သူကတော့ရောင်းတဲ့ပစ္စည်းတွေကဂုံစိမ်းတွေရောင်းတဲ့နေရာဆိုတက်တက်ပြီးလို့ရှိရင်အသားငါးရောင်းတဲ့နေရာဆိုတီးတက်ဟင်းဒီဟင်းရွက်စိမ်းတွေရောင်းတဲ့နေရာဆိုတီးတက်အဲ့လိုမျိုးရင်ခွဲထားတော့လေဝယ်ရတဲ့လူတွေလည်းအဆင်ပြေပါတယ်အခုကတော့ချက်ပြုတ်ပြီးသားအစားအစာတွေရောင်းတဲ့ဘက်ကိုကျွန်တော်တို့တွားနေပါတယ်ဝက်ဦးချောင်းတို့ဝက်ခောက်တို့အဲ့ဘက်ကဒီဘက်တန်းထဲမှာရောင်းပါတယ်အခုကျွန်တော်ရိုက်ပြတဲ့ဟာတော့ချက်ပြုတ်ပြီးသား ready စားလို့ရတဲ့အစားအစာတွေဖြစ်ပါတယ်ဒါကမညကြမှာမနက်စောစောကြမှာချက်ပြီးတော့မနက်ကြလို့ရှင်စိတ်ထဲမှာလက်လက်ဆက်ဆက်လာရောင်းတဲ့ဟာတွေဖြစ်ပါတယ်ကျွန်တော်ကတော့ရန်ကုန်ပြန်ပြီဆိုရင်ဒီလိုမျိုးready cook လုပ်ထားပြီးသားဟာဝယ်သွားလေးရှိတယ်ပေါ့နော်အခုကကြောမလွားပွင့်အစားတုတ်ကိုကျွန်တော်ဝယ်ပါတယ်မြစ်ဒုက္ခဝယ်တယ်ငါးဒုက္ခတွေဝယ်တယ်ဒီပြီးတော့ရှင်ငရုတ်တီထောင်းတွေငရုတ်ချင်းတွေဝယ်တယ်ဝက်ဦးချောင်းတွေဝယ်တယ်ဝက်ခောက်တွေဝယ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြန်လို့ရှိရင်ဝယ်သွားနေကြအစားအစာဖြစ်ပါတယ်အခုကတော့ကျွန်တော်မလွားပွင့်တုတ်ဒါကတော့ရှမ်းပြည်အရှိပိုင်းမှာပဲတွေ့ရများတဲ့နန်တုံပေါ့နော်သူကလှုပ်ထားပြီးသားဟင်းလိုမျိုးချက်ပြီးတော့ခဲတော့အောင်လှုပ်ထားတာပေါ့နော်ဒီမှာဝက်သားနေရတယ်တချို့ဟာလည်းကြက်သားနေလေးရတာရှိရပေါ့နော်ဒါဘဲဥငံဘဲဥကိုငံအောင်စိန်ထားပြီးတော့မစားနေစိန်ထားပြီးတော့ပြုတ်ထားတဲ့ဟာပေါ့နော်အရာဒါစိတ်စိတ်လေးနဲ့အရန်စားကောင်းပါတယ်အခုကျွန်တော်ဝယ်တဲ့မြအကုန်လုံးက4100ကျပါတယ်ဆိုအရင်ရှမ်းမြေဗီဒီယိုမှာလည်းတွေ့ဖို့မှာပါဒီလိုမျိုးပရိတ်ဂျိုးလေးတွေဒါတော့ပရိတ်ဂျိုးပေါ့နော်ဘွင်းချောင်းတွေမှာမဖြစ်မနေတုံးတဲ့ဟာတွေပြီးလို့ရှိရင်ဒီမှာလေးဖျောင်းတိုင်တေးသေးလေးတွေအဲ့ဒါကတော့ရှမ်းမြေအရှိပိုင်းမှာအတွေ့ရများတဲ့ပစ္စည်းရင်ဖြစ်ပါတယ်တကယ်လို့ရောက်လို့ရှိရင်တော့ကြုံကြရင်တော့လက်ဆောင်ဝယ်သွားပါဆိုင်นั่นเขาวะ ဒါတော့ဖျောင်းတိုင်တို့ထဲ့တဲ့ဘူးလေးပေါ့နော်အဲကျွန်တော်နှစ်ဘူးလောက်ဝယ်လိုက်တယ်ပြီးတော့ပရိတ်ဂျိုးလေးဝယ်လိုက်တယ်ဆိုတော့ဒီခုနကျွန်တော်ပြောတဲ့အတိုင်းပဲဒီမှာတော့ဝက်ဦးချောင်းတို့ခောက်တွေအများကြီးရောင်းတဲ့နေရာဖြစ်ပါတယ်။ဆောင်းတွင်းဒီဇင်ဘာဖြစ်တဲ့အတွက်ကြောင့်ရာသီဥတုကအေးတယ်။အခုကျွန်တော်ပြန်ထွက်လာတော့ဝက်ခောက်ပေါ့ sorry ခောက်ပုတ်ကိုလာဝယ်ရပါ 13,000เนี่ย တုံးပြားကို1000တဲ့အနောက်ကဟာရှေ့ဟာတော့အစာတုပ်ပြီးတာဟာတော့တစ်ခု9000တဲ့1000ဆိုတော့ထုတ်ရမှာပေါ့နော်အဲ့ဆိုကျွန်တော်ကတော့ဒီအပြားတုံးပြားကို1000တန်ယူလိုက်တယ် ให้ชามมือใส่ให้ ဒါကျန်တကာနဲ့နန်းနဲ့ရောထားပြီးသား เอา တုံးလေးလေးရအောင်ပေါ့နော်ဆိုတော့ okay ခေါ်ပုတ်ရပါပြီခင်ဗျ เอานี่อย่างอันนึงแล้วนะก็อยาก ม้วนเนี่ยบอกฮะ มันม้วนเนี่ยเอาอยากเอาครับมาโอ้เกาๆอันนี้เลยเอากับปุ้งเลยปั้นหนึ่ง အခုဒီစာအုပ်လာဝယ်နေရပါဒီတပူးက8000တဲ့အဲအကြောင်းကျွန်တော်ဒီအစိမ်းပေါ့နော်ဘာမှမလုပ်ရသေးတဲ့လက်ဆက်အစိမ်းကိုဝယ်လိုက်ပါတယ်ဖြူလေးကတော့ကျွန်တော်တို့အခွန်ခွာပြီးတော့ရောင်းတဲ့ဟာပေါ့နော်ဒီဟာလေးကတော့ဆိုတော့အဲတပူးဝယ်လိုက်ပါပြီสตรอมเอาค่ะ ဆိုချင်းတောင်းလေးနဲ့လမ်းမရဲ့အလေမှာတန်းစီပြီးတော့ရောင်းကြတာတို့ကစိုက်နေမရှိဘူးပြီးရင်နောက်တစ်ခုပြောပြမယ်ဂျိုင်းတုံဈေးထဲမှာတော့ကျွန်တော်အကြိုက်ဆုံးလို့ပြောလို့ရတဲ့အထက်မှာအမြဲတမ်းလာစားတဲ့ဟာဒါပဲဘလောပီနတ်ဥအုံနို့နဲ့နော်ဘလောပီနတ်ဥကိုတို့ကနူးနေအောင်ပြုတ်ထားပြီးတော့အုံနို့ဆန်းပြီးတော့စားရတာကျွန်တော်အရန် one of my favorite ဒီဟာကတော့ဂျိုင်းတုံလာလို့ရှင်မဖြစ်မနေစားတဲ့ဟာဖြစ်ပါတယ်ဒါကတော့အားလုံးမြင်နေကြတာခွေရိုင်းနေရွှေအေးလိုမျိုးထိုင်းရွှေအေးစတိုင်ပေါ့နော်မြန်မာရွှေအေးဆိုတဲ့ထိုင်းရွှေအေးစတိုင်ကြီးရှိတယ်အေးရှိတယ်ဆိုတော့ကျွန်တော်နဲ့အတူတူစားပါအောင်ခင်ဗျာ share
ဆိုဒီနားမှာခောက်ဆွဲကြော်တွေသမင်းကြော်တွေဖက်ထုတ်ကြော်ဆိုင်ရင်ရတယ်ပြီးထုတ်ဘူးလေးဆိုင်ရင်လည်းအများကြီးရှိပါတယ်စားရုံအပြင်ပါဆယ်လေးထုတ်ပါပါဗျာ ta cũng cho tê ao đấy không má thâu ပြီးတော့နေကထွက်တဲ့ပစ္စည်းရိုးရာပစ္စည်းရင်ကြိုက်နေတဲ့တယ်ဆိုရင်ရှမ်းရိုးရာပစ္စည်းအပြင်အခါတိုင်းရင်းသားတွေရဲ့ရိုးရာပစ္စည်းတွေလည်းရှေ့ကမှာအများကြီးရောင်းပါတယ် quality အမျိုးမျိုးနဲ့ပစ္စည်းအမျိုးမျိုးစေးအမျိုးမျိုးရှိပါတယ်သူသုံးတဲ့ပစ္စည်းရဲ့ quality handmade ဖြစ်သလားဆက်နဲ့လုပ်သလား accessory တွေနေသလားများသလားပုံမှာမူတည်ပြီးတော့မှစေးတွေကကြတော့တောင်းချီကနေတစ်စင်းတိန်းချီဆယ်ချီတိရှိပါခင်ဗျာစေးတွေကတော့အရန်ပေါ်ရဲ့ထဲမှာတော့မပါဘူးဒါပေမဲ့အမတ်တရအနေနဲ့လက်ဆောင်ပေးခြင်းနဲ့ဆိုရင်ခုလိုမျိုးတောင်းကနန်း item လေးရှိပါတယ် จะใช้โทรศัพท์ใช้สัมผัสในหนึ่งวัน อ๋อ ဆိုတော့နောက်တစ်ခုကကျွန်တော်ကတော့ခောက်ဆွဲစားပြီးပြီးအချိုပွဲတဲပြီးသွားပြီးနောက်တစ်ခုပါလဲဆိုတော့လက်ဖက်ရည်တောက်ချင်တော့လက်ဖက်ရည်နဲ့ထပ်တရာနော်လက်ဖက်ရည်နဲ့ထပ်တရာကိုထပ်ပြီးတော့လာစားပါတယ်အခုကျွန်တော်လက်ဖက်ရည်ဆိုင်ရောက်နေပါပြီလက်ဖက်ရည်ဆိုင်ဆိုလို့ရှိရင်လည်းသူကလက်ဖက်ရည်ဆိုင်တွေရောင်းတဲ့အတန်းနဲ့တန်းနေဒီမှာတောက်လျှောက်လက်ဖက်ရည်ဆိုင်တွေရှိပါတယ်ဆိုတော့အရင်ရှာစရာမလိုဘူးပေါ့နော်ဒီဖက်ရောက်လာလို့ရှိရင်လက်ဖက်ရည်ဆိုင်တွေပြီးလို့ရှိရင်နံပြားတို့ပလာတာတို့ထပ်တရာတို့ရောင်းတဲ့နေရာကိုရောက်ပါပြီအဲဆိုရင်ကြိုက်တဲ့ဆိုင်မှာဝန်စားရုံပါပဲအခုကတော့ကျွန်တော်ထပ်တရာနဲ့လက်ဖက်ရည်ကိုမှာထားပါတယ်အတူတူစားကြပါအောင်ခင်ဗျာထပ်တရာကတပွဲကိုနှစ်ချက်ပါတယ်လက်ဖေးတစ်ခွက်နှစ်ခုပေါင်းကို4000ကျပ်ကျပါတယ် စီဟေးနော်ဟုတ် စားလို့ရန်ကောင်းပါတယ်3မျိုးရှိပြီဆိုတော့ပိုက်ကတော့ share ပြေးနေပါပြီအဒါပေမဲ့စားချင်တဲ့ဟာတွေအများကြီးရှိနေသေးတယ်ပေါ့နော်ဆိုတော့အခုကတော့စီးကတော့ sneak peek ပေါ့နော်အချိန်ရရတယ်လို့ပတ်လို့ရတယ်ဟင်းကြီးရဲ့ရောင်းတဲ့ဖက်တော့ကျွန်တော်မတွားလိုက်ဘူးဒါပေမဲ့စားတောက်တန်းနေဖက်ကိုကျွန်တော်အတူတူပတ်ကြတာပေါ့နော်နောက်တစ်ခုဂျိုင်းတော်မှာအချိန်နည်းနည်းပဲရလို့ရှိရင်ဆိုင်ကယ်စီးပြီးပြီးကားစီးပြီးပြီးမျိုးပတ်ပါအခုကျွန်တော်ဘေးကိုတွားနေတယ်လေဆိုလို့ရှိရင်နောင်တုံကန်ဖက်ကိုကျွန်တော်ဆိုင်ကယ်မောင်းတွားပါပြီဒါစီးနဲ့မလန်းမကန်းမှာတွေ့ရတဲ့မြို့လေခေါင်မှာရှိတဲ့လွတ်လပ်ရေးကြောက်တိုင်ဖြစ်ပါတယ်ဆိုရာဒီဥတုကလည်းကောင်းတဲ့အတွက်ကြောင့်ဆိုင်ကယ်စီးတတ်တယ်ဆိုရင်အုတ်ထုတ်တေချာဆောင်းဆိုင်ကယ်စီးပြီးတော့မြို့ပတ်တာအကောင်းဆုံးပဲပေါ့နော်ကိုရက်ချင်းတဲ့ဆိုင်မှာရက်မဲစားမဲတောင်းတယ်အခုကတော့ကျွန်တော်ရဲ့ဆိုင်ကယ်ရှိရဲ့ဆိုင်ဖြစ်ပါတယ်ခင်ဗျာကဲနောင်တုံကန်ရောက်ပါပြီအခုနောက်ပိုင်းနောင်တုံကန်အရန်သူတို့ကတန်ရှင်းရေးပိုင်းရောဒီ renovation ပိုင်းရောကောင်းကောင်းလုပ်ထားတဲ့အတွက်ကြောင့်မလို့အရန်တန်ရှင်းတယ်အရန်ရဲ့လာပါတယ်ကန်ရဲ့ပတ်လည်မှာဆိုလို့ရှင်လဲဆိုင်ကြီးအများကြီးရှိတယ်ပြီးလို့ရှိရင်တန်ရှင်းတက်ရတယ်ပေါ့နော်ဆိုတော့ညနေပိုင်းဆိုလို့ရှင်လေ့ကျင့်ခန်းတာလုပ်တဲ့လူတွေလည်းအများကြီးရှိတယ်မုံဆိုင်တွေရှိတယ်ကော်ဖီဆိုင်တွေရှိတယ်ခောက်ဆွဲဆိုင်ရှိတယ်အကင်ဆိုင်ရှိတယ်ဘီယာဆိုင်ရှိတယ်ကြိုက်တဲ့ဆိုင် hot pot ဆိုင်တွေရှိတယ်ကြိုက်တဲ့ဆိုင်မှာပတ်ပြီးတော့လာစားလို့ရတယ်ပေါ့နော်ဟိုအခုမြင်နေရတဲ့မြင်ကွင်းကတော့ဟိုတောင်ပေါ်မှာအပင်တပင်ထိတွေ့တဲ့ဟာကကျိုင်းတုံမျိုးရဲ့နာမည်ကြီးတစ်တမင်တောင်ဖြစ်ပါတယ်အချိန်မရလို့ဒီတစ်ခေါက်ကျွန်တော်မရောက်ပါဘူးအချိန်ရရင်တော့တွားလေတင်းတဲ့နေရာပေါ့နော်ဒါကတော့တစ်ဖက်ကနေမြင်ရတဲ့ကျိုင်းတုံဟော်နန်အစ်စ်ဖြစ်ပါတယ်အစ်စ်ဆက်ဆက်ဆောက်လုပ်ပြီးတော့ပြီးရတာမကြသေးဘူးပေါ့နော်ဒါကျိုင်းတုံရဲ့ဟော်နန်အစ်စ်ဖြစ်ပါတယ်ဒါလေးကတော့တမိုင်းဝင်ရှေးဟောင်းအမွေနှစ်တစ်ခုဖြစ်တဲ့ဂျွန်တောင်းစီတီဖြစ်ပါတယ်ကျွန်တော်တို့သူကတော့နည်းနည်းမြင့်တဲ့တောင်ထိပ်မှာရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ
ဘယ်လိုပြောမလဲကန်ဘက်ကနေမြင်လိုက်ကြည့်လိုက်လို့ရှိရင်အရန်တက်ပဲအရန်လာတယ်ဆိုတော့စီဒီရဲ့အရိတ်ကကန်ပေါ်မှာကြာနေတဲ့အချိန် sunset အချိန်ဆိုလည်းအရန်လာရပေါ့နော်ဆိုတော့အခုဒီကန်ရဲ့ပတ်ပတ်လေးလမ်းမှာလေးသူကတေချာခင်းထားတဲ့အတွက်ကြောင့်မလို့ညနေပိုင်း exercise လုပ်တဲ့လူတွေလေးစီကားတယ်အရန်လေးတက်ရတယ်ပေါ့နော်ဆိုင်ကြီးလည်းအများကြီးရှိပါတယ်အခုကျွန်တော်ဘာလုပ်မလဲဆိုရင်ကျွန်တော်လုပ်နေကြ coffee တောက်ပါမယ်တိုင်းတုံကန်ပေးမှလို့ရှိရင်ကျွန်တော်တောင်းနေကြဆိုင်ဒီဇိုင်းရှိပါတယ် gin coffee ဆိုင်ပေါ့နော်သူဆိုင်ရဲ့နေရာလေကောင်းတယ်နေရာထိုင်ခင်းလည်းကောင်းတယ် coffee လည်းကောင်းတယ်အဲအကြောင်းကျွန်တော် coffee တစ်ခွက်တောင်းမယ်တွားမယ်နော် เดี๋ยวทำคนเดียวอ่ะบอกมาถึงแล้วอ่ะใจว่า ဒီ coffee ဆိုင်ရဲ့ decoration လေးကတော့ချစ်စရာလေးပဲသူ့ရဲ့ founder ကတော့အသက်ငယ်ရွယ်နဲ့ဆုံးပါသွားပြီးတော့ပေါ့နော်သူ accident ဖြစ်ပြီးတော့ဆုံးသွားတယ်လို့ကျွန်တော်သိရပါတယ်။ရန်လေးစိတ်မကောင်းဖြစ်ရပါတယ်။သူဒီဆိုင်ဖွင့်ပြီးတော့မှတော်တော်လေးအောင်မြင်နေတဲ့အချိန်မှာသူအလိုဖြစ်သွားတဲ့အနေထားပေါ့နော်ဒီဆိုင်ထဲမှာလည်းသူ့ကိုအောင်မေ့တန်းတာဖွယ်နေရအနေနဲ့ဒီ wall ပေါ်မှာသူ့ရဲ့ရုပ်ပုံလေးတွေချိန်ထားတယ်ပြီးရင်သူတက်ခဲ့တယ်ပေါ့နော် coffee နဲ့ပတ်သက်တဲ့တင်တန်းတွေက certificate တွေကအများကြီးပဲအဲ့ဟာလည်းအမှတ်တရအနေနဲ့အကုန်လုံးသူတို့ချိန်ထားပါတယ်ဆိုတော့တကယ်တော်တဲ့လူငယ်တယောက်ဆုံးရှုံးရတဲ့အတွက်ကြောင့်စိတ်မကောင်းဖြစ်ရပါတယ်။ဆိုင်လေးကတော့သူရဲ့အမျိုးသမီးနဲ့သူရဲ့ family ကဆက်ပြီးတော့ run ထားပါတယ်။ကျိုင်းတုံရဲ့နောက်တုံကန်ရောက်လို့ရှင်တော့လာကြောက်ဖို့ဖိတ်ခေါ်ပါရနော်။ပြီးရင်ကျိုင်းတုံရဲ့ဒီနောင်တုံကန်ဆိုရင်ဆိုင်းပုံနေရာရှိပါတယ်။ဒါလေးလူရင်အတွက်ကတော့တပ်ပုံရိုက်လို့ကောင်းတဲ့ spot ပေါ့နော်။ကဲcoffee လေးတောက်ပြီးပြီဆိုတော့ကန်ကိုကျွန်တော်တို့ဆက်ပတ်ကြမယ်ဆက်ပတ်ရင်းနဲ့ပါဆိုင်တွေ့မလဲကြည့်ကြည့်ရအောင်နော် ได้เป็น အခုစားတော့ဆိုင်တစ်ခုတွေ့ပါတယ်ဖြတ်သွားတော့သူတို့လုံနေတဲ့ဟာလေးကိုကြည့်ပြီးတော့မအောင်နိုင်တော့လို့ဝင်ပြီးတော့ဆက်စုတာဒါလေးကတော့သူ့ရဲ့ feeling ကအထဲမှာအနှစ်တမျိုးမျိုးရှိရပါတော့ဘဲရှိတယ်ပြီးတော့အသားနဲ့ရှိတယ်ဒါလေးကတော့ကျိုင်းတုံဖက်မှာတွေ့ရများတယ်တိုင်းတုံတက်ချီလိတ်ဖက်ပေါ့နော်အဲ့ဒါတွေကအီဂျာကွေးလေးကိုတေးသေးလေးမီနီအီဂျာကွေးလေးမီနီအီဂျာကွေးလုံနေတဲ့ဟာလေးကိုတွေ့တော့ကျွန်တော်ကမဖြစ်မနေစားချင်တယ်ဆိုတော့ရက်လိုက်တာပေါ့နော်ဒါကတော့လက်လက်ဆက်ဆက်ဘဲနို့ရေဖြစ်ပါတယ်ဒါမီနီအီဂျာကွေးလုံနေတာကိုကျွန်တော်ကမှတ်တမ်းတင်ထားတာဖြစ်ပါတယ်ဒီဖက်မှာတော့အဲ့လိုမျိုးအီဂျာကွေးနဲ့ဘဲနို့နဲ့ပူပူနွေ့နွေ့ပေါ့နော်ဘဲနို့လက်လက်ဆက်ဆက်ပူပူနွေ့နွေ့လောက်ထားတဲ့ဟာကိုပေါင်းပြီးတော့စားကြတာများပါတယ်ဒီဆိုင်မှာတော့အီဂျာကွေးရဲ့ဘဲနို့နဲ့တွဲပြီးတော့ရောင်းတာပါအခုကျွန်တော် order မှာပြီးတော့အတူတူစားကြမယ်နော်မီနီအီဂျာကွေးဒါဘဲနို့ဒါလေးကိုနောင်တုံကန် view ကြည့်ပြီးတော့စားမယ်ဒါမျိုးဆက်ဒီလိုတဲ့ဒီဒါလေးကိုတိုးစားမယ်အချိုလျှော့ခိုင်းတော့အရမ်းချိုစိတ်ပြီးတော့နေအချိုကြိုက်ပြီးတော့အချိုအများကြီးထည့်တယ်ပေါ့နော်အချိုလျှော့ခိုင်းတာစိတ်ပြီးတော့ဘဲနို့စစ်လက်ဆက်ဒါတဲ့ဒါဒီဘက်ရိုးရာရဆိုအန်ဒီကိုကျင်းအောင်လို့သူကတော့ဒီချိုးလေးကိုပတ်ပေးရပါတော့ဒီဟာလေးကမိုင်းကုန်းစရာတော့ဘက်ကပေးရတယ်ချိုးဒါပုံပုံနေရောအင်းအပြင်းနေရောသူကပတ်ပေးလိုက်တာအန်ဒီကိုကျင်းအောင်မကျန်ဆမ်းမီပြန်လို့ရှိရင်တော့ဒီလိုမျိုးရဖို့နေလားကဲစားလို့လေးဝပြီဆိုတော့နောက်တင်နေရအတူတူဆက်ကြပါမယ်ပါဆယ်လေးထုတ်လိုက်သေးတယ်မဝမှာဆိုလို့ဆိုတော့ကျွန်တော်နောက်တင်နေရပေးသွားမလဲဆိုတဲ့ဟာကိုနောက်ပိုင်းမှာဆက်လက်တူတူကြည့်ကြပေးပါအောင်เนาะဒီဗီဒီယိုလေးကတော့ဒီမှာပဲကျွန်တော်အဆုံးသတ်ပြရစီ See you in next video bye bye